အာနာမသိခင်မှာပဲတက်ကတော်ဝင်နော် on ခဲ့တယ်ပေါ့နော်အဲ့ဆိုတော့ကျမရဲ့ဘွားကျမဒီတိုင်းပဲဟိုသူနာဖြူလေးလုံးမယ်ပေါ့နော်သူနာဖြူလေးလုံးပြီးပဲဘွားကိုအေးချမ်းချမ်းဖြတ်သားမယ်ဆိုပြီးကျမစဉ်းစားထားရတာမဲ့မဖြစ်ခဲဘူးပေါ့နော်ကိုဗစ်ဖြစ်တာရဲ့ကိုဗစ်ဖြစ်ပြီးတော့ကျောင်းလေးပြန်ဖွင့်တော့လဲဒီစကားစားရဲ့ပညာရေးအောက်မှာကိုအနေနဲ့ဂျုံခံချင်ဘူးပေါ့နော်အဲ့ဆိုတော့ကျမအဲ့ဒီ career ကိုလည်းဆုံးလုပ်ခဲ့ရတယ်ကျမအရင်ဖြစ်ချင်တဲ့အိမ်မေဆိုလဲဟုတ်ခဲ့တယ်ပေါ့နော်ကိုတိုင်ကလည်းအဲ့ဒီဟိုသူနာဖြူဖြစ်ဖို့အတွက်စားရည်အများကြီးစူးစမ်းခဲ့တယ်ပေါ့နော်ဒါပေမဲ့အခုကတော့ဒီရဲ့တိတ်မဲတွန်ကြပြချာအဲ့လိုဖြတ်သားနေရတယ်ဘောနော်ကိုဒါပေမဲ့ကျမသူနာပြမဖြစ်ခဲ့ရပြီမဲ့အခုလက်ရှိကျမဒေါ်လာကျောင်းသူတယောက်အနေနဲ့ဘောနော်ရှိနေတဲ့အတွက်ကိုလည်းဂုံယူတယ်ဘောနော်အဲ့ဒါတော့ကျမရဲ့ career လုံးဝ change သွားတဲ့ဟာတစ်ခုဖြစ်တယ်ဘောနော်နောက်တစ်ခုကကျတော့ဒီရုပ်ပိန်းဆိုင်ရာစိတ်ပိန်းဆိုင်ရာတွေဘောနော်စိတ်ပိန်းဆိုင်ရာဆိုကျမဆိုတော်တော်လေးကြမ်းတောင်းလာတယ်လို့ခံစားရတယ်ပါလို့လဲဆိုတော့စိတ်တွေအများကြီးထိခိုက်ခဲ့ပြီးပြီဘောနော်အများကြီးထိခိုက်ခဲ့တဲ့လူတယောက်ကတော့အနေနဲ့အများတော့ပြောင်းလဲကြတာပဲဘောနော်ကျမဆိုခုနောက်ပိုင်းဆိုတော်တော်လေးစိတ်မရှိဖြစ်လာတယ်စိတ်တွေဆိုလည်းတော်တော်လေးဘယ်လိုပြောမလဲတော်တော်ခက်ထန်လာတယ်လို့ပြောလို့ရတယ်ဘောနော်တခုဆိုပြောင်းလဲတော့အသက်တော့ကြီးလာတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကတော့ကျွန်တော်စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့တော်တော်လေးဟိုရင့်ကျက်လာတယ်လို့ပြောရမယ်ပေါ့နော်ဘာလို့ဆိုမြန်မာပြည်မှာနေအသက်20ကျော်ဆိုတာအဲ့တော့ဆိုရင်ဟိုကျွန်တော်လူငယ်လို့နေလို့ရတယ်ပေါ့နော်ဟိုတွားလဲတယ်နောက်ဆိုင်ထိုင်တယ်ပျော်တယ်ပါတယ်ဆိုတာပုံမှန်လူငယ်လို့လုပ်နေကြအရာတွေကျွန်တော်လုပ်နိုင်တယ်အတိကတော့ကျွန်တော်စိတ်ပိုင်းဆိုင်ရာတွေကတော့တော်တော်လေးပြောင်းလဲလာတယ်ဆိုတာတော်တော်လေးဟိုမင်းချက်ရှင်ပဲနဲ့ကျွန်တော်ဟိုရင်းချက်နေရပါတော့လူကြီးလို့မနေရှင်ပေမဲ့ကျွန်တော်လူကြီးလို့နေရတဲ့ဟာတွေလည်းရှိရလို့ပြောလို့ရမယ်အကြီးမားဆုံးအပြောင်းလဲတစ်ခုကတော့စိတ်ပိုင်းဆိုင်ရာပါဘာလို့လဲဆိုတော့လွတ်လပ်တယ်လို့လည်းမခံစားရဘူးဒီအာနာမသိန်းခင်ပေါ့နော်2021နောက်အရှေ့ပိုင်းမှာဆိုလို့ရှိရင်ဒါလူငယ်တယောက်အနေနဲ့အပြည့်အဝပျော်ရွှင်ခဲ့ရတယ်လို့ပြောလို့ရတယ်ပေါ့နော်ကိုလှုပ်ချင်တာတွေကိုမှရည်ရွယ်ချက်တွေအများကြီးကိုလွတ်လပ်အိမ်မက်နိုင်ခဲ့ရပေါ့နော်ဒါပေမဲ့အဲ့ဒီအိမ်မက်တွေကဘာမှလှုပ်လို့မရတော့ဘဲနဲ့လုံးဝချုပ်ကင်ခံလိုက်ရလို့ခံစားရတယ်အဲ့အတွက်ကြောင့်မလို့စိတ်ပိုင်းဆိုင်ရာအနေနဲ့ဆိုလဲဝမ်းလဲနေတယ်ပြီးတော့လွတ်လပ်မှုလည်းမရှိတော့ဘူးလို့ခံစားရတယ်ကိုဟာဘာပဲလှုပ်ချင်ပေါ့နော်ကိုပေါ်မှာပေါ့နော်ကြီးမားတဲ့လေးလံတဲ့အရာတစ်ခုကလာပြီးတော့ထိမ့်ချုပ်ထားတယ်ကိုဘယ်လိုမှလည်းယုံလို့မရဘူးအဲ့လိုမျိုးခံစားရပါတယ်အခုအာနာသိမ့်ပြီးနောက်ပိုင်းထက်ကျွန်တော်တို့ပေါ့နော်ဒီဘက်ရောက်လာတဲ့အချိန်မှာကိုမြေမဟုတ်တဲ့နေရာမှာပေါ့နော်ကျွန်တော်တို့အစပြန်စားတဲ့အချိန်မှာကျွန်တော်တို့အရင်ကတည်းကကျွန်တော်ပို့ပြီးရင်းချက်သွားတယ်လို့ကျွန်တော်ခံစားရမှာနော်ကိုကပေါ့နော်ကျွန်တော်အနောက်ကိုကျွန်တော်ပြန်ကြည့်လိုက်အောင်ကျွန်တော်အရင်တော့ဒီလိုစဉ်းစားအခုတော့ဒီလိုမဟုတ်တော့ဘူးကိုအများကြီးစိတ်ပိုင်းဆိုင်ရာတော့အများကြီးတော်တော်ကြီးကိုပြောင်းလဲသွားတယ်လို့တော့ထင်တယ်ဗောနော်ဒီမျိုးရင့်ချက်ချင်းအပိုင်းမှာဗောနော်ရုပ်ပိုင်းဆိုင်ရာကျတော့ရုပ်ပိုင်းဆိုင်ရာချောနေတော့စာနော်ရုပ်ပိုင်းဆိုင်ရာတော့ကျွန်တော်ရုပ်တော့ကျွန်တော်ကြည့်လိုက်တိုင်းစပင်ကလည်းဖြည်းဖြည်းပိုရှည်လာရဗောနော်စပင်တော့ပိုရှည်လာမယ်ထင်တယ်ဒီဘက်ကိုပြောင်းလာတော့ဒီနိုင်ငံရေးတွေကိုလည်းကိုကစပြီးဝင်ကျင်တဲ့စိတ်ဆန္ဒရှိတော့ဒီနိုင်ငံရေးဘက်ကိုလည်းပိုလိမ့်လာဖြစ်တယ်ပေါ့နော်လိမ့်လာဖြစ်ပြီးတော့ဒီဘက်မှာလည်းအလုပ်တွေလုပ်ဖြစ်တယ်ဆိုတော့ဒါကလည်းညီမတို့ရဲ့ career တစ်ခုပြောင်းလဲသွားတဲ့ပုံစံမျိုးဖြစ်နိုင်တယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကကြတော့စိတ်ပိုင်းဆိုင်ရာဆိုရင် resilience ပိုဖြစ်တယ်လို့ပြောလို့ရမယ်ပေါ့ဘာလို့ဆိုဒီဘက်မှာဒီကိုယ့်အတွက်အတမွေးဝမ်းချောင်းလေးလုပ်ရမယ်ဒီဆက်ဆက်ရာသူများနိုင်ငံမှာအဆင်ပြေနေထိုင်မှုအတွက်ဆက်ဆက်ရာစူးစမ်းရတာဖြစ်တဲ့အတွက်ဒီပို့ပြီးတော့ resilient ဖြစ်လာတယ်လို့ထင်တယ်ဟုတ်